မင်္ဂလာပါကိုပြည့်ပါဒီနေ့အမျိုးသားများကျမ်းမာရေးနဲ့အိမ်တော်ရေးဒုက္ခပြေဝစေမဲ့ယောဂကျင့်စဉ်နံပါတ်1ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့လေ့ကျင့်မဲ့ post တွေကကျတော့အမျိုးသားတွေကျွန်တော်တို့ကိုစိတ်သွားတိုင်းကိုမပါတာပန်းတီပန်းညိုဖြစ်တဲ့အမျိုးသားတွေအတွက်တီးတန့်ပို့ပြီးလေ့ကျင့်တဲ့ယောဂ post တွေပါဒါဆိုရင်ဒီ post တွေလေ့ကျင့်မယ်ဆိုရင်ကျွန်တော်ရဲ့အုံနောက်ဆက်သွယ်မှုနဲ့ကျွန်တော်ရဲ့ private နေရာတွေနဲ့ပို့ပြီး connection တွေမိလာမယ် connection တွေမိလာပြီဆိုရင်ကျွန်တော်စိတ်သွားတိုင်းကိုပါလာပါလိမ့်မယ်ဒါဆိုရင်ပထမဆုံးဥစားလေးကျွန်တော်စပြီးလေ့ကျင့်ရအောင်ယောဂဖြာလေးပေါ်မှာကျွန်တော်တို့ butterfly pose လေးနဲ့ထိုင်လိုက်ရအောင်ခြေပွားလေးနှစ်ခုကိုပူမယ်ခါယူလေးကိုဖြောင်းဖြောင်းလေးထားလက်ကခြေထောက်လေးကိုကင်ပြီးတော့ပေါင်လေးကိုခဏလေးခတ်ရအောင်နော်ခါယူလေးဆန်းဆန်းလေးနေမယ်လေးလေးရှူမယ်ဒီပေါင်လေးကိုကျွန်တော်တို့1 minute လောက်လေ့ကျင့်ချင်မယ်ဒီချိန်မှာလေးကိုသေးချာလေးရှူသွင်းရှူထုတ်လုပ်မယ်ဒီပေါင်ကိုလည်းကျွန်တော်တို့ကိုခတ်နိုင်တဲ့လောက်လေးပဲခတ်ကိုယ့်ရဲ့ private နေရာလေးကိုအာရုံလေးစိုက်ပြီးတက်ရှူမယ်10 9 8 7 6 5 4 3 2 1ဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးခဏလေးနေရနေတဲ့အခါမှာကျွန်တော်ဒီတိုင်းခါလေးမမတ်လေးမနေနိုင်ဘူးဆိုရင်ကျွန်တော်လက်လေးနှစ်ဖက်ကိုအနောက်မှာထောက်ထားမယ်နော်ဒီလက်ချောင်းလေးတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ဘက်ကိုလှည့်ထားမယ်ကျွန်တော်ဒီခြေဖနှောက်ချင်းချင်းကန်ထားမယ်ပေါင်လေးကိုဖွင့်မယ်ရှင်ဘက်လေးဖွင့်ခါယိုလေးပေါင်လေးကိုတင်းနေအောင်ကိုယ့်ရဲ့ပေါင်ကျွိုင်းနေရာလေးမှာတင်းနေအောင်နေမယ်ပခုံးလေးတွေ relax ထမ်းခေါင်းလေးနေချင်းတက်ရှူကြည့်မယ်ရှူသွင်းကြည့်မယ်ရှူထုတ်မယ်ရှူသွင်းကြည့်မယ်ရှူထုတ်ဟိုးဘိုက်ထဲထိလေးကိုသေချာရှူသွင်းမယ်ရှူထုတ်မယ်ရှူသွင်းအောင်မယ်ရှူထုတ်မယ်ရှူထုတ်လိုက်မယ်ရှူသွင်းအောင်မယ်နောက်တစ်ချိန်လေးရှူထုတ်ရှူထုတ်မယ်ရှူသွင်းအောင်မယ်ရှူထုတ်မယ်နောက်ဆုံးတစ်ချိန်လေးရှူမယ်ထုတ်လိုက်မယ်โอเคပြီးသွားရင်ကျွန်တော်လက်လေးနှစ်ဖက်ကကိုယ့်ရဲ့ခြေထောက်လေးကိုကိုင်မယ်ပြီးရင်ခြေထောက်လေးနှစ်ဖက်ရှေ့ကိုဆက်ဒူးလေးတွေခြေထောက်လေးတွေပြန်ပြီးလှုပ်မယ်ခုနကလိုမျိုးကျွန်တော်ကထိုင်တဲ့အခါမှာကိုယ်ကထိုင်ဖို့ခက်ခဲနေတင်မအောက်မှာကျွန်တော်တခုခုခံပြီးထိုင်လို့ရတယ်တာဝါလေးဖြစ်ဖြစ်အတုံးလေးတုံးဖြစ်ဖြစ်ထားပြီးတော့ထိုင်လို့ရတယ်โอเคပြီးရင်ကျွန်တော်တို့ခြေထောက်လေးနှစ်ဖက်ကိုအဲ့ဆန့်ထားတဲ့အတိုင်းလေးရှေ့လေးကိုဆက်ကျွန်တော်တို့ရဲ့ညာဘက်ခြေထောက်လေးရှိတယ်ညာဘက်ခြေထောက်လေးကိုကွေးလိုက်မယ်ဘယ်ဘက်ခြေထောက်လေးရှေ့မှာဆန့်ထားမယ်အသက်ရှူမယ်ကျွန်တော်လက်လေးကိုဆန့်မယ်ခါယူလေးဆန့်ရှူထုံရင်းနဲ့အတူခြေပွားလေးကိုလှမ်းကင်မယ်ခြေပွားလေးမမီဘူးဆိုရင်ကိုရားတဲ့နေရာလေးမှာပဲကိုခဏလေးထားခါယူလေးမကုန်းသွားဘူးခါယူလေးဆန့်ဆန့်လေးနေမယ်1 byte ကိုဆွဲရှက်မယ်ဘယ်လီတွေကိုစီးကုန်တာဒီဆွဲရှက်မယ်ရတဲ့လူတွေကတော့ခြေထောက်လေးကိုကင်ပြီးဒီနေရာလေးမှာခဏလေးနေကြည့်မယ်နော်ရှူသွင်းကြည့်မယ်ရှူထုတ်မယ်ရှူလေးကို10ချိန်ရှူသွင်းရှူထုတ်လုပ်မယ်ထုတ်မယ်ရှူထုတ်မယ်ရှူထုတ်ရင်ခါလေးရှေ့ကိုနည်းနည်းလေးထပ်ဆင်းမယ်ရှူထုတ်မယ်ရှူထုတ်မယ်ရှူထုတ်မယ်ပကုံးလေးလျှော့ပါအောင်ရှူသွင်းထုတ်လိုက်ရင်နည်းနည်းလေးစိတ်လေးပါရှော့ကြည့်အဓိက1 byte ကိုတေချာလေးအထဲကိုဆွဲရှက်ကိုနိုင်တဲ့လောက်လေးဆွဲရှက်ထားမယ်ရှူထုတ်မယ်ရှူသွင်းအောင်မယ်ရှူထုတ်မယ်ရှူမယ်ထုတ်မယ်လေးရှူရင်းနဲ့အတူလက်လေးကိုမြှောက်လာမယ်ခါယူလေးဆက်ရှူထုတ်ရင်းနဲ့အတူလက်လေးနှစ်ဖက်လုံးဘေးနားမှာပြန်ချโอเคပြီးရင်ကျွန်တော်နောက်တစ်ဖက်လေးပြန်ချိန်မယ်ညာဘက်ခြေထောက်လေးရှိကိုဆက်ဘယ်ဘက်ခြေထောက်လေးကိုထည့်ယူတင်မလေးကိုတက်တက်လေးဖြစ်အောင်ထားမယ်ဒူးကကျွန်တော်တို့ရတယ်ဆိုရင်တော့ဘေးနားမှာတန်းတန်းလေးဖြစ်အောင်ထားရှူမယ်လက်လေးဆွဲဆက်ရှူထုံရင်းနဲ့ခြေပွားလေးကိုကင်လိုက်မယ်
ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဒီခြေထောက်လေးတွေကိုကင်ထားလို့ရတယ်ကျွန်တော်ဒီဒူးကောင်းလေးကိုတက်နိုင်သမျှဆက်မယ်ဘိုင်လေးတွေရှက်ထားမယ်ခါရိုးလေးဆက်ပြီးခါကြီးမခုံဘူးခါရိုးလေးဖြောင်းဖြောင်းလေးပဲထားဝမ်းဘိုက်လေးကိုဆွဲရှက်မယ်ကိုယ့်ရဲ့စီးခုံပေါ်နားလောက်ကိုအာယုံလေးစိုက်ပြီးတက်ရှူချင်မယ်10ခေါက်ရှူသွင်းမယ်ရှူထုတ်မယ်1ရှူမယ်ထုတ်မယ်2ရှူမယ်ထုတ်မယ်3ရှူထုတ်မယ်4ရှူမယ်ထုတ်မယ်5ရှူသွင်းအောင်မယ်ရှူထုတ်မယ်6ရှူအောင်မယ်ထုတ်မယ်7ရှူထုတ်မယ်8ရှူသွင်းမယ်ထုတ်မယ်9ရှူမယ်ထုတ်လိုက်မယ်10ရှူပြီးတော့မှလက်လေးကိုမြတ်ရှူထုတ်ရင်းနဲ့အတူလက်လေးပေးမှချโอเคပြီးရင်ကျွန်တော်ခြေထောက်လေးနှစ်ဖက်လုံးဆန့်ဒီခြေပွားလေးနှစ်ခုကိုကျွန်တော်တို့ရဲ့ဒီပခုံးကျယ်ဝင်တိုင်းလေးထားခါးလေးမမတ်လေးထားပြီးလက်လေးနှစ်ဖက်ကိုရှက်ရှူပြီးတော့လက်ကိုပေါ်ဆန့်ရှူထုတ်မယ်ညာဘက်ကျမ်းမြင်မှာလက်လေးကိုချမယ်ဒီညာဘက်လက်ကကိုယ့်ရဲ့ဒီတင်မနာလောက်မှာထားမယ်ဘယ်ဘက်လက်ကလည်းဟိုးနောက်ကထပ်ထားမယ်ခါးလေးနောက်ကိုဆွဲလဲကြည့်မယ်အဲ့ဒီချိန်မှာဘိုင်လေးတွေရှက်ထားမယ်ခါးရိုးလေးတွေဆွဲဆန့်ကိုနိုင်တဲ့လောက်လေးဒီညာလေးမှာခဏလေးနေကြည့်မယ်အသက်ရှူမယ်လက်လေးနှစ်ဖက်ကိုရှက်တကိုယ်လုံးဆွဲဆန့်ရှူထုတ်မယ်နောက်တစ်ဖက်လေးပြန်သွားမယ်ဘယ်ဘက်လက်ကိုဒီမီးညောင်ရိုးနေရာလောက်မှာထားမယ်ညာဘက်လက်ကတင်မားလေးရဲ့ဘေးနားရအောင်ထားမယ်တင်မားနှစ်ခုလုံးကကတ်ထားမယ်တင်မားလေးမကြွလာအောင်ထိမယ်ပြီးရင်နောက်လေးကိုလက်ဘိုင်လေးတွေရှက်လက်ချီပေးပါရှူသွင်းအောင်မယ်ကျွန်တော်လက်လေးကိုရှက်ပြီးထပ်ဆက်ရှူထုတ်မယ်ညာဘက်လေးကိုပြန်လှည့်မယ်ဘိုင်လေးကိုဆွဲရှက်ထားမယ်เนาะဘိုက်တွေရှက်ဖို့မမင်းနဲ့ဒီဟာကြီးလေးချင်းတဲ့အခါမှာကျွန်တော်1ဘိုက်လေးကိုကိုတိုင်တလောက်လေးဆွဲဆွဲရှက်ထားဖို့မမေ့ပါနဲ့လေးလေးရှူမယ်လေးလေးထုတ်မယ်ရှူသွင်းအောင်မယ်လက်လေးကိုရှက်အောင်မယ်ဒီကိုယ်လုံးဆွဲဆန့်ရှူထုတ်မယ်ကျွန်တော်တို့နောက်တစ်ဖက်လေးပြန်လှည့်မယ်လှည့်ထားကြည့်မယ်တင်မလေးကတ်ထားလေးလေးရှူသွင်းအောင်မယ်နောက်လေးကိုနိုင်တဲ့လောက်လေးကြည့်ရှူထုတ်ရှူသွင်းပြီးလက်လေးထပ်ဆက်မယ်ရှူထုတ်ရင်းနဲ့နောက်တစ်ဖက်လေးသွားမယ်လှည့်ထားမယ်ဒီနေရာလေးမှာထန်းခေါင်လေးနေကြည့်မယ်1 2 3လှည့်ပေးပါအောင်4 5 6 7 8 9 10လေးရှူပြီးတော့လက်လေးကိုမြောက်မယ်ရှူထုတ်လိုက်မယ်နောက်တစ်ဖက်လေးကိုပြန်လှည့်မယ်အတိုင်းလေးခဏလေးနေကြည့်မယ်1 2ဘိုင်လေးရှက်ပြီးခါလေးဆန့်မယ်3 4 5 6 7 8 9 10လေးရှူရင်းနဲ့အတူရှည်လေးကိုပြန်ပြီးတော့လာမယ်โอเคပြီးရင်ကျွန်တော်ပေါင်လေးနှစ်ဖက်ကားကြည့်ရအောင်ပါဒီခြေထောက်လေးနှစ်ဖက်ကိုကိုနိုင်တဲ့လောက်လေးကားမယ်ပြီးရင်လက်လေးတစ်ဖက်ရှေ့မှာထောက်တစ်ဖက်နောက်မှာထောက်ပေါင်လေးကိုကိုနိုင်တဲ့လောက်လေးရှေ့ကိုနည်းနည်းလေးတိုးခါလေးဆန့်ဆန့်လေးနေမယ်ပြီးရင်လက်လေးနှစ်ဖက်ကဒီလက်ချောင်းလေးတွေရှေ့မှာထားမယ်နော်ကြောနောက်လေးမှာထောက်ရှင်ဘက်လေးဖွင့်မယ်ခါယိုလေးဆန့်ပခုံးလေးတွေ relax ဒီတိုင်းလေးခဏလေးနေမယ်ပေါင်ကြောလေးတွေတင်းနေတာခံစားမိလိမ့်မယ်အသက်ရှူမယ်ထုံမယ်လေရှူလိုက်တိုင်းဒီပေါင်ကျွမ်းလေးတွေပွင့်သွားလိမ့်မယ်အိပ်ပွင့်သွားတဲ့ပေါင်ကျွမ်းလေးတွေအတိုင်းမှာသွေးစီးဆင်းမှုတွေကောင်းနေမယ်ခံစားကြည့်မယ်ရှူသွင်းကြည့်မယ်ရှူထုတ်လိုက်မယ်ကိုကတင်းတာလေးတွေရော့လာပြီဆိုရင်နည်းနည်းလေးပို့ပို့ပြီးထပ်တိုးကြည့်မယ်ရှူထုံမယ်3ရှူထုံမယ်4ရှူသွင်းမယ်ထုံမယ်5ရှူမယ်ထုံမယ်6ရင်မဲ့လေးထပ်ပွင့်ရှူ
ထုံးမယ်7ရှူအောင်မယ်ထုံးမယ်8ရှူထုံးမယ်9ရှူမယ်ထုံးလိုက်မယ်10 okay ပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့ဒီခြေထောက်လေးတွေပြန်စုမယ်ဖြည်းဖြည်းလေးပဲဒူးအောက်ကနေပြီးတော့မပြီးတော့စုလိုက်ကျွန်တော်တို့ခြေထောက်လေးနှစ်ခုလှုပ်ရအောင်1 2 3 4 5 6 7 8 9 10 okay ပြီးရင်အဲ့ခြေထောက်လေးဆန့်ဆန့်လေးပဲထပ်ထားမယ်ကျွန်တော်လေးရှူလိုက်မယ်လက်လေးကိုမြောက်မရတဲ့သူတွေကကျွန်တော်တို့ဒူးကွေးမယ်ဘိုင်လေးနဲ့ပေါင်လေးကိုထိမယ်ဒီလိုကြီးလုံးဝမခုံဘူးဘိုင်နဲ့ပေါင်လေးထိခြေထောက်လေးကိုကင်ပြီးတော့ဖြည်းဖြည်းချင်းဆန့်မယ်เนาะဒီလိုလေးသွားလို့ရတယ်ဒါမှမဟုတ်ကိုကစောကြီးကအကြောပြော့ပြီးသားဆိုရင်ရှူပြီးလက်လေးကိုဆန့်ခြေပွားလေးကိုကင်ခါယိုးလေးဆန့်ထားတောင်စစ်လေးတွေ꿰ထားမယ်ပခုံးတွေ relax ဒီမှာလည်းအဓိက1 bite ကိုအထဲကိုဆွဲရှက်ထားမယ်1 2စီးခုံပေါ်နေအောင် focus ထားပြီးသက်ရှူမယ်3ရှူအောင်မယ်ထုံးမယ်4ရှူမယ်ထုံးမယ်5ကျွန်တော်ဒီတိုင်းထားရတာကိုကပင်ပန်းနေဆိုရင်ကျွန်တော်ဒီရှေ့မှာဖကောင်းလေးထားလို့ရတယ်အဲ့ဒီဘော်လေးမှာနှစ်ဖူးလေးတင်ထားလို့ရတယ်ကိုကြကြလေးနေချင်းဒီလိုလေးကောင်းလေးပေါ်မှာတင်ထားမယ်နော်7ရှူစင်ပြေလူတွေကတော့ဒီတိုင်းလေးပဲစက်နေမယ်8တလေးထပ်ရှူမယ်9ရှူအောင်မယ်ထုံးလိုက်မယ်10လေးရှူရင်းနဲ့အတူဖြည်းဖြည်းလေးခါလေးမှတ်မယ်Okay နောက်တစ်ခုလေးကျွန်တော်တို့ change ကြည့်မယ်ဖြာပေါ်မှာလေးဘက်လေးထောက်ခြေထောက်လေးနှစ်ဖက်ကိုဒီလိုကွေးမယ်လက်လေးနှစ်ဖက်ရင်ချပြီးလေးဘက်ထောက်တဲ့ပုံစံလေးနေမယ်လက်ဖွားလေးတွေတတိထားမယ်ပခုံးအောင်တက်တက်မှာထားမယ်ခြေထောက်ကဒီဒူးကတင်မအောင်တက်တက်မှာပဲဒါပြီးရင်ခါရိုးကိုဆွဲဆက်ရှူပြီးကြောလေးကော့မယ်အပေါ်မော့မယ်ရင်ဘက်လေးဖွင့်လေးဘိုင်လေးနေရာမှာတင်းသွားတဲ့အထိဘိုက်ကိုတော့ရှက်ထားမယ်နော်ရှူထုံးမယ်ခေါင်းကိုငုံမယ်တင်မလေးရှီကိုတွန်းကြောရိုးလေးခုံးပေးကြောရိုးလေးလှုပ်ရှားကြည့်မယ်ရှူပြီးပေါ်မော့ရှူထုတ်လိုက်မယ်ကြောရိုးလေးခုံးမယ်2ရှူသွင်းနဲ့ပေါ်မော့မယ်ရှူထုံးရင်းနဲ့ခေါင်းလေးငုံမယ်3ရှူသွင်းမယ်ပေါ်လေးမော့ထောင်ရင်းနဲ့ခေါင်းလေးငုံမယ်4ရှူသွင်းပြီးမော့မယ်ထောက်လာရင်းနဲ့5ရှူရင်းနဲ့ပေါ်မော့မယ်ရှူထော်ရင်လည်းခေါင်းလေးငုံမယ်6ရှူရင်လည်းမော့မယ်ထော်လိုက်မယ်7ရှူပြီးထပ်မော့မယ်ထော်လိုက်ရင်လည်း8ရှူပြီးမော့မယ်ထော်ရင်လည်း9ရှူသွင်းပြီးပေါ်မော့ထားမယ်အတိုင်းလေးနေမယ်လက်ဖွားကျမ်းမြေလေးထုတ်မယ်1 2 3 4 5လေးရှူအောင်မယ်6 7 8 9 10ထုံးမယ်ခေါင်းလေးငုံမယ်ကြောရိုးလေးခုံးထားမယ်မေးစည်းနဲ့ရင်မနဲ့ထိပဲ1 2 3 4 5 6 7 8 9 10ရှူပြီးတော့ပုံမှန်တိုင်းလေးနေမယ်ပြီးရင်ကျွန်တော်တို့ခြေပြားလေးထောက်ထားကျွန်တော်တို့နှစ်ဖက်ရှေ့ကိုပို့မယ်ဒူလေးနှစ်ဖက်ကိုကျွန်တော်တို့လှုပ်ကြည့်အောင်နော်ပေါင်ထောက်ကြောလေးတွေရောတော့1ခဏကိုလေးရရှေ့ကိုရိုင်ထားမယ်2 3 4 5လှုပ်ကြည့်ပါအောင်6 7 8 9 10 okay ပြီးသွားရင်ကျွန်တော်တို့ဒီဖြာပေါ်မှာပဲအသက်ရှူမယ်ခြေထောက်လေးနှစ်ဖက်တင်မှာကျယ်ဝန်းလေးထားမယ်ရှူထုတ်ရင်းနဲ့အတူခါလေးရှေ့ကိုကန်လက်ဖွားလေးနှစ်ဖက်ကျမ်းမြင့်လေးမှာချထားမယ်ခြေထောက်ရဲ့ဘေးနားမှာရလဲရတယ်ဒါမှမဟုတ်ခြေထောက်ရဲ့ရှေ့လေးမှာချလဲရတယ်အဓိကကျွန်တော်တို့ရဲ့1 bite ကိုရှက်ထားဖို့ပခုံးလေးတွေ relax လုပ်ထားမယ် level လေးတွေ short ခေါင်းလေးသေချာလေးမှုတ်ပေးမယ်အသက်ရှူတာလေးခံစားကြည့်မယ်ပခုံးလေးrelax
ဒီလိုငုတ်ထားလိုက်ပြီဆိုရင်အုံနောက်ထဲကိုလည်းသွေးစီစစ်မှုတွေကောင်းမယ်ဒီအတွက်ကိုယ့်ရဲ့ nerve system လေးတွေကောင်းမယ် hormone system လေးတွေပိုအားကောင်းလာမယ်အုံနောက်ကနေခိုင်းသမျှကိုလည်းကျွန်တော် nerve တွေ system တွေကကောင်းကောင်းလုံးလုံးနိုင်ပါမယ်ဒီနေရာလေးမှာအသက်လေးရှူကြည့်မယ်တွဲလောင်းလေးပို့ထားလက်ကကျမ်းမြင့်တိမချနိုင်လို့ဆိုရင်ပေါ်မှာထားလို့ရတယ်ဒါမှမဟုတ်ကောက်အောက်မှာတုံးလေးတွေရှိရဆိုရင်တုံးလေးတွေပေါ်မှာတင်ထားလို့ရတယ်နားလေးနေမယ်ပင်လေးရှုမယ်ဖြည်းဖြည်းလေးပြန်ထားမယ်ဘိုင်လေးကိုညှစ်ထားမယ်ကိုယ့်ရဲ့ခြေထောက်ကိုကန်ပြီးထားလဲရတယ်ဒါမှမဟုတ်ကိုယ်နိုင်နေဆိုရင်ဖြည်းဖြည်းချင်းမတက်ရလို့ရတယ်โอเคနောက်တစ် post ကတော့နည်းနည်းလေးခုံလေးတစ်ခုသုံးရမယ်ခုံရှိရင်လည်းအိမ်မှာခွာကောင်းလေးရှိရင်လည်းသုံးလို့ရမယ်ကျွန်တော်ခုံလေးပေါ်မှာပလက်လေးလှန်ရမှာဒီကောင်းလေးရကျွန်တော်အိမ်မှာဒီလိုခုံမျိုးရှိတယ်ဆိုရင်เนาะခုံလေးကိုခြေထောက်လေးထိုးထည့်လိုက်ဘယ်နာထိပလက်လှန်ရမယ်ဆိုတော့ကျွန်တော်ဒီမှာနံရိုးလေးရှိတယ်အဲ့နံရိုးရှိတဲ့နေရာလေးဒီအဲ့နံရိုးနေရာလေးနဲ့ခုံဆောင်လေးနဲ့ထိရပြီးရင်ကျွန်တော်ဒီလက်လေးကကိုယ့်ရဲ့ဒီခုံရဲ့ခြေထောက်ပေါ့နော်အဲ့ကောင်လေးကိုထိထားမယ်ခြေထောက်ဆက်နိုင်တဲ့လူကဆက်မယ်မဆက်နိုင်တဲ့လူကဒီလိုလေးကိုယ်ထားလိုက်နော်ရင်ဘတ်လေးကိုဖွင့်မယ် relax လုပ်ထားမယ်ပခုံးလေးအောက်မှာကျွန်တော်ခုလုပ်သလိုပဲခေါင်းလေးခံထားလို့ရတယ်ဒါခုံမရှိလဲကိစ္စမရှိဘူးဒီလိုခုံမရှိလဲရိုးရိုးခုံလေးပေါ်မှာအိတ်နော်ဒါမဲ့တယောက်ယောက်ကတော့ခြေထောက်လေးဖိခိုင်းတာโอเคဒါလေးနေမယ်ဒီမှာဆိုရင်ခံစားကြည့်လို့ရတယ်ကျွန်တော်ဒီ one bite chan နေအကုန်လုံးဆွဲဆန့်ထားလိုက်မယ်ဒါဆိုအဲ့ one bite chan နေပေါင်ချန်ဒီမှာစအစီရလောင်ကျွမ်းလာလိုက်မယ်ဒါဆိုရင် blood cell သွေးလက်ပတ်မှုကောင်းတယ်သွေးလက်ပတ်မှုကောင်းရင်ကျွန်တော်ရဲ့ဒီ system တွေပိုပြီးအားကောင်းလာလိမ့်မယ်ဒီတိုင်းလေးခဏလေးနေကြည့်တကယ်လို့ကိုယ်ကလှန်ချလို့ဒီခုံဆောင်နဲ့ကြောနဲ့ထိလို့နားတယ်ဆိုရင်ဆောင်းလေးတွေထာဝါလေးတွေခံထားလို့ရတယ်ပခုံးလေး relax စီခုံနေရာလေးတွေတင်းနေရာလေးခံစားကြည့်သက်ရှူကိုဒီတိုင်းလေးနေရတာအဆင်ပြေဒီတိုင်းလေးခြေထောက်ကိုကန်မယ်ဒါမှမဟုတ်ပခုံးလေးတွေချနိုင်တဲ့လူကဒီတိုင်းလေးချထားလို့ရတယ်နော်ဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လို့ဒီဟာလေးကိုကျွန်တော်1 minute လောက်နေမယ်ပြီးရင်ဖြည်းဖြည်းချင်းခုံလေးကိုကန်ဖြည်းဖြည်းချင်းလေးပြန်ပြီးထားမယ်โอเคပြီးရင်ခုံလေးကကျွန်တော်ပြန်ထောက်ခုနအတိုင်းပဲကျွန်တော်တို့ခါလေးကိုရှေ့ကိုပြန်ကုန်းတွဲလောင်းလေးကိုဒီတောင်စစ်လေးကိုကန်ခါလေးရှေ့ကိုကုန်းတဲ့ခါမှာဘိုင်လေးကိုရှက်ထားမယ်နော်ဟိုဘက်ဒီဘက်လေးရေးမယ်တကယ်လို့ကိုကအိမ်မှာခုံမရှိဘူးဆိုရင်ဖက်ကောင်းလေးပေါ်မှာပဲဖြစ်ဖြစ်လေ့ကျင့်လို့ရတယ်ဖက်ကောင်းပေါ်မှာဆိုရင်ကျွန်တော်တို့စတန်လေးအဲ့ခုံလောက်တော့တင်မှာတော့မဟုတ်ဘူးဒါပေမဲ့အတက်နိုင်ဆုံးဒီဖက်ကောင်းကိုနှလုံးလောက်ခုမှရောက်လိုက်မယ်တင်ပါဒီမှာ ADDR ဆိုရင်ဒီစီးခုံလေးမှာတင်းတယ်ဒါနှလုံးလောက်ထက်တယ်ဆိုရင်တော့ပိုပြီးကောင်းတယ်နားဒီတိုင်းလေးလေ့ကျင့်လို့ရမယ်နောက်တစ် post ကကြတော့ကျွန်တော်တို့ပလက်လေးလှန်ပြီးလေ့ကျင့်ရမှာကျိုးတစ်ချောင်းလိုမယ်ကျိုးအကျော်ပြောတဲ့လူတွေဆိုရင်တော့ကျိုးမလို့ပေါ့ကျွန်တော်ပလက်လေးလှန်အိတ်လိုက်ပလက်လှန်ပြီးတော့ကျွန်တော်တို့ရဲ့ညာဘက်ခြေထောက်ကိုလေးပေါ်မှာမြောက်လိုက်မယ်မြောက်ပြီးသွားရင်ဒီမှာကျိုးလေးရှိရင်အိမ်ကကိုယ်နဲ့အဆင်ပြေတဲ့ကျိုးလေးတစ်ခုခုယူမယ်ခြေထောက်လေးကိုကင်ထားမယ်ဘယ်ဘက်လက်ကကျွန်တော်တို့ကိုယ့်ရဲ့ဘယ်ဘက်လက်ဖွားဘယ်ဘက်ပေါင်ကိုဖိထားမယ်တင်မနှစ်ခုလုံးကျမ်းမြင့်လေးနဲ့ကတ်အောင်ယူဆိုင်ဒူးလေးတွေတက်နိုင်တယ်များဆွဲတာဒီနေရာလေးမှာတက်ရှူဒီ post မှာလည်းကျွန်တော်တို့ one bite ကိုတေချာလေးရှက်ထားမယ်ဖြည်းဖြည်းချင်းလေးရှူသွင်းဖြည်းဖြည်းချင်းလေးရှူထောရှူသွင်းမယ်ရှူထုတ်မယ်နောက်တစ်ချိန်ရှူသွင်းအောင်မယ်ရှူထုတ်မယ်ရှူထုတ်မယ်ရှူသွင်းကြည့်အောင်မယ်ရှူထုတ်မယ်ရှူထုတ်မယ်
ရှူအောင်မယ်ထုံးမယ်ရှူထုံးမယ်ပြီးရင်ကျွန်တော်အဲ့6ထောက်လေးကိုဘေးကိုဖြည်းဖြည်းလေးချတော့နော်ဒီအောင်မှာအောက်ထိမချနိုင်ဘူးဆိုရင်ကျွန်တော်ဒီတုံးလေးတွေပေါ်ပဲဖြစ်ဖြစ်ခုနခေါင်းလေးတွေပေါ်ပဲဖြစ်တင်ထားလိုက်ချနိုင်တဲ့လူကချထားမယ်6ထောက်လေးကိုဆွဲထားဒီဘယ်ဘက်တင်မလေးလဲကျမ်းမြင့်လေးနဲ့တေချာလေးကတ်ကြည့်လေးရှူမယ်ထုံးမယ်ရှူထုံးပါရှူအောင်မယ်ထုံးလိုက်မယ်ရှူထုံးမယ်ရှူထုံးလိုက်အောင်မယ်နောက်တစ်ချိန်ရှူသွင်းအောင်မယ်ရှူထုံးမယ်ရှူထုံးမယ်ရှူမယ်ထုံးမယ်နောက်ဆုံးတစ်ချိန်လေးရှူထုံးမယ်ပြီးရင်သက်ရှူမယ်ဒူးလေးကွေးပြီးတော့ဖြည်းဖြည်းချင်းပြန်ယူပြီးရင်ဖြုတ်လိုက်မယ်ဒီ post လေးကိုလည်းကျွန်တော်ကညာတစ်ခါဘယ်တစ်ခါလေးချင်းပေးမယ်ပြီးရင်ကျွန်တော်တို့ဖြာလေးပေါ်မှာပလက်လေးလန်ပြီးတော့ပဲဒီတိုင်းလေးနားယူမယ်ဘယ်လိုပြန်ရလဲဆိုရင်ဒီမှာတုံးလေးတွေရှိရဲဆိုရင်ကျွန်တော်ဒီတုံးလေးတွေကိုကိုယ့်ရဲ့တင်မအောက်တွေကိုထည့်မယ်တင်မအောက်လေးတွေထည့်ခြေထောက်လေးတွေစမ်းထားလိုက်နော်ပြီးလက်လေးကိုပြင်တော့ထားမယ်ဒီနေ့တိုင်းလေးခဏလေးတက်ရှူပြီးတော့နားယူကြည့်တုံးမဟုတ်လဲကျွန်တော်တို့ဖက်ကောင်းနေကောင်းနေစောင်းနေအများကြီးထည့်လို့ရတယ်ဘိုင်လေးကိုတော့ရှက်ထားပြီးကြည့်ဒါမှဒီနေရာလေးမှာလေးကျင်နဲ့ခံစားကြည့်ကျွန်တော်ဒီနေရာ1 byte နဲ့ဒီစီးခုံတစ်ဝိုက်လေးဒီမှာနေလို့ကောင်းလာမယ်ပူနွေးနွေးလေးဖြစ်သွားမယ်လေးကျင်နေတဲ့အချိန်မှာအဲ့ဒီ feeling လေးတွေခံစားရနိုင်မယ်ဒီနေရာလေးမှာလည်းကျွန်တော်တို့1 minute လောက်လေးနေရင်းအနားယူလို့ရတယ်ဒီရင်ကျွန်တော်ဒူလေးနှစ်ဖက်ထားလိုက်ကိုယ်အတင်မအောင်မှခံစားတဲ့အားလေးဖြုတ်ပြီးဒူလေးနှစ်ဖက်ကိုဟိုဘက်ဒီဘက်လေးလိမ့်လိုက်အဲဆိုရင်ကျွန်တော်တို့ဟိုဒီလေ့ကျင့်သွားတဲ့ဒီ yoga pose တွေကိုကျွန်တော်တို့တစ်ပတ်ကို5ချိန်နေ့စဉ်ကိုယ့်အတွက်ကိုအချိန်လေးပေးပြီးလေ့ကျင့်သွားမယ်ဆိုရင်ကျွန်တော်ဖြစ်နေတဲ့ပြဿနာလေးတွေကိုအများကြီးဖြေရှင်းသွားနိုင်လိုက်ပါမယ်ခင်ဗျာ Namaste ကျေးဇူးပါ